အရင်ဆုံးအစီအစဉ်လေးမစခင်မှာတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့တောင်းဆိုပါရစေ။ကဲအစင်းလေးဖြစ်ပြီးဆိုရင်တော့စလိုက်ရအောင်ပါ။ယထာတန်လန်အောက်ကကြောက်စတဲ့ခဲများကြည့်ရှုနေတဲ့ပရိသတ်တို့ထဲမှာလည်းယထာနဲ့ခီးသွားမှုကြတဲ့သူတွေအများပြားရှိနေမှာပါ။အဲ့ဒီယထာလန်းတွေရဲ့အောက်နဲ့ဘေးပပတ်လည်မှာကြောက်စလက်ခဲလေးတွေအများကြီးရှိနေတာသင်တို့သတိထားမိကြမှာသိကြပါရစေ။ဒါပေမဲ့ယထာလန်းရဲ့အောက်မှာဘာလို့ဒီလိုမျိုးကြောက်စလက်ခဲတွေထားရှိရတာလဲ။ဒီနေရာမှာမြေကြီးဓာတ်မဟုတ်တဲတွေကိုထားလို့မရဘူးလား။တကယ်တော့ဒီကြောက်စလက်ခဲတွေဟာယထာလန်းကိုအဓိကထိန်းညှိပေးထားတဲ့အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာဖြစ်ပါလိမ့်။တွေးကြီးယုံနေတဲ့ယထာတစည်းဟာတန်ချီရာနဲ့ချီလေးသလိုယထာလန်းပေါ်မှာအရှိန်ဟုန်နဲ့မောင်းနေတဲ့အခါမြေပြင်ပေါ်ကိုဖိအားတွေအများပြားတက်ရောက်ပါလိမ့်။တကယ်လို့သာယထာတန်လန်းအောက်မှာတဲဓာတ်မဟုတ်မြေကြီးတွေထားရှိမယ်ဆိုရင်အဲ့ဒီဖိအားတံကိုမခံနိုင်မဲ့ယထာတန်လန်းဟာမြေကြီးထဲနစ်မြုပ်သွားနိုင်ပါလိမ့်။ဒါကြောင့်မလိုလားအပ်တဲ့မတော်တဆမှုတွေလည်းဖြစ်ပွားနိုင်ပါလိမ့်။ဒီလိုအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်ယထာလန်းဖောက်လုပ်သူတွေဟာကြောက်စရစ်ခဲတွေကိုတန်လန်းရဲ့အောက်ခံအဖြစ်အသုံးပြုရတာလည်းဖြစ်ပါလိမ့်။ဒီကြောက်စရစ်ခဲတွေဟာအပေါ်ဘက်ကတက်ရောက်လာတဲ့ဖိအားကိုအောက်ခံမြေကြီးပေါ်ညီညာစွာဖြန့်ဝေပေးထားတာကြောင့်ယထာလန်းကိုပိုပြီးတည်ငြိမ်အောင်ထိန်းထားပေးနိုင်ပါလိမ့်။ဒါထက်ပိုပြီးအရေးကြီးတဲ့အချက်ကတော့ဒီကြောက်စရစ်ခဲတွေဟာမိုးရွာတဲ့အခါတန်လန်းတဲ့ကိုရေတွေမဝစ်အောင်ကူညီပေးနိုင်တာကြောင့်ယထာတန်လန်းကိုအလင်းမြန်တန်ကြီးတက်ပျက်စီးမဲ့အခြေအနေကနေလည်းကာကွယ်ပေးထားတာဖြစ်ပါလိမ့်။အဲ့ဒီအပြင်ယထာရဲ့အပူဒဏ်ကိုလည်းစုပ်ယူပေးတဲ့အတွက်တန်လန်းတွေအပူချိန်လိုပြီးကွေးကောက်တာမျိုးမဖြစ်အောင်လေအလိုလျောက်ထိမ့်သိမ့်ပေးနိုင်ပါလေပြောရမယ်ဆိုရင်တော့ဒါဟာအတော်လေးရိုးရှင်းလာတယ်လို့ထိရောက်မှုရှိလာတဲ့သဘောတရားတစ်ခုလည်းဖြစ်ပါလေစင်ကတ်ရဲ့တောင်ကျိုးဒီဇိုင်းဒီကနေ့ခေတ်မှာတော့လက်ကင်ဖုန်းတွေပေါ်များလာမှုနဲ့အတူဘယ်သူမှဆိုသူတို့ကိုအသုံးပြုလာနိုင်ကြသလိုသူတို့နဲ့တွဲဖက်ပြီး SIM ကတ်တွေကိုပါအသုံးပြုလာကြတာဖြစ်ပါလေတင်တို့ရဲ့လက်ထက်ကဖုန်းဟာဘလို့အမျိုးအစားပဲဖြစ်ဖြစ် SIM ကတ်မပါဘူးဆိုရင်တော့တိတ်တော့အသုံးမဝင်လာပါဘူးအကြောင်းကတော့ SIM ကတ်မရှိပဲဖုန်းခေါ်ဆိုတာစားပို့တာနဲ့အင်တာနက်အသုံးပြုတာတွေလုပ်လို့မရပါဘူးအရင်ကတော့ SIM ကတ်တွေဟာအရွယ်အစားကြီးမားပေမဲ့အခုခေတ်မှာတော့ Micro SIM နဲ့ Nano SIM လို့သေးငယ်တဲ့ကတ်လေးတွေလည်းပေါ်ထွက်လာကြပါပြီဒါပေမဲ့ပရိသတ်တို့လည်း SIM ကတ်ရဲ့ဘေးတစ်ဖက်မှာတောင်ကျိုးပုံစံဖြတ်ရလေးတစ်ခုအများတန်းပါနေတာကိုသတိထားမိပါပါဒီလိုတောင်ကျိုးလေးပြုလုပ်ထားတဲ့ရွေးချက်ကဘာများဖြစ်မယ်လို့သင်ထင်ပါသလဲလူအများစုက SIM ကတ်ပေါ်ကဒီတောင်ပြက်လေးတွေနဲ့ပတ်သက်လို့အထူးတလဲမတွေးမိကြသလိုအများစုကလည်းဒါဟာ SIM ကတ်ရဲ့ဒီဇိုင်းပိုင်းသာဖြစ်မယ်လို့ထင်နေတတ်ကြပါလေဒါပေမဲ့တကယ်တမ်းမှာတော့ဒီတောင်ကျိုးလေးဟာအရန်ကိုအရေးပါတဲ့ရည်ရွယ်ချက်တစ်ခုရှိပါလေတကယ်တော့ဒီဖြတ်ရလေးဟာကျွန်တော်တို့ဖုန်းထဲကို SIM ကတ်ထည့်သွင်းတဲ့အခါမှန်ကန်တဲ့လမ်းကြောင်းအတိုင်းဝင်သွားစေဖို့ကူညီပေးတာပါတကယ်လို့ဒါအဲ့ဒီတောင်ကျိုးလေးမပါဘူးဆိုရင်တော့ SIM ကတ်ကိုဘယ်ဘက်လှည့်ပြီးထည့်ရမလဲဆိုတာလွယ်လွယ်ကူကူသိနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့လည်းအခုလိုဖြတ်ရပေးထားတာကြောင့်ဒီတောင်ကျိုးပုံစံကိုလိုက်ပြီးဖုန်းနဲ့ထည့်လိုက်တာနဲ့ SIM ကတ်ကအလွယ်တကူလမ်းကြောင်းအတိုင်းဝင်သွားနိုင်မှာဖြစ်ပါလေမှားယွင်းထည့်မိလို့လဲ SIM ကတ်ကိုအထက်အခါကပြန်ထုတ်နေစရာမလိုတော့ဘူးပေါ့ဗျာဒီတော့ဒီလိုရိုးရှင်းတဲ့ဒီဇိုင်းလေးဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုဘယ်လောက်တောင်အထောက်အကူပြုသလဲဆိုတာတွေးကြည့်ရင်တော့အံ့ဩစရာကောင်းလာပါလိမ့်လျှက်စစ်ပလက်ကောင်းများဖြတ်ရပါရခြင်းအိမ်တိုင်းလိုမှာတော့လျှက်စစ်ပလက်ကောင်းတွေ extension cable တွေရှိကြမှာပါဒါပေမဲ့ကြီးစုနေတဲ့ပရိသတ်တို့ရောတချို့သောလျှက်စစ်ပလက်ကောင်းတွေရဲ့ငုတ်တန်တွေဟာအလဲမှာဖြတ်ရလေးတွေပါနေတယ်ဆိုတာသတိထားဖို့ပါသလားတကယ်တော့အဲ့ဒီဖြည့်ရလေးတွေဟာပလက်ကောင်းတိုင်းမှာမပါပဲတချို့သောပလက်ကောင်းတွေမှာပဲရည်ရွယ်ချက်ရှိရှိထည့်သွင်းထားတာကိုတွေ့ရပါတယ်ဒီတော့စဉ်းစားစရာတစ်ခုကဒီဖြည့်ရလေးတွေဟာဘာကြောင့်ပလက်ကောင်းတချို့မှာပါနေရတယ်လဲဆိုတာပေါ့ပထမဆုံးအနေနဲ့ပရိသတ်တို့လည်းသတိထားစစ်ဆေးကြည့်ခဲ့မယ်ဆိုရင်ဒီဖြည့်ရလေးတွေဟာကြေးနီနဲ့လှုပ်ထားတဲ့ပလက်ကောင်းတွေမှာအများဆုံးပါလေးရှိရဲဆိုတာကိုမြင်တွေ့ရမှာပါတဘာဝအရကြေးနီဟာလျှက်စစ်ကူးမှုအရန်ကောင်းတဲ့တထုတစ်မျိုးဖြစ်တယ်လို့လျှက်စစ်စီးဆင်းမှုနှုန်းကလည်းအရန်လျင်မြန်တာကြောင့်အချိန်ကြာရှည်စွာလျှက်စစ်စီးဆင်းလာတဲ့အခါကြေးနီကောင်းတွေဟာပုံမှန်ပလက်ကောင်းတွေထက်ပိုပြီးပူလာကြပါလေ။ဒါပေမဲ့ဒီဖြတ်ရလေးတွေထည့်သွင်းပေးထားတာဟာသူတို့ကိုအပူရှိန်ကျဆင်းစေဖို့တော့မဟုတ်ပါဘူး။ကြေးနီတွေဟာသူတို့ရဲ့ထူးဆန်းတဲ့သဘာဝအတိုင်းအပူနဲ့ထိတွေ့တဲ့အခါအပူရှိန်ကြောင့်ပြန်ကားလာတတ်ပါလေ။ကြေးနီကြောင်းတွေမှာအခုလိုဖြတ်ရပေးတဲ့အခါမှာတော့သူတို့ပူလာတဲ့အခါပြန်ကားဖို့အတွက်နေရာပိုရအောင်ကူညီပေးလာနိုင်ပါလေ။မဟုတ်ဘူးဆိုရင်တော့အဲ့ဒီကြေးနီကြောင်းတွေဟာပလက်ပေါက်ထဲမှာပိတ်မိနေမလိုလားအပ်တဲ့မီးဘေးအန္တရာယ်တွေပါကြုံတွေ့ရလာနိုင်မှာဖြစ်ပါလေ။ဒါကြောင့်ဒီဖြည့်ရလေးတွေဟာပလက်ကောင်းကိုလုံခြုံမှုပေးတဲ့အဓိကအစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့လျှက်စစ်အသုံးပြုသူလူပေါင်းများစွာရဲ့အသက်ကိုကာကွယ်ပေးနေတဲ့အရာလေးတစ်ခုလို့တောင်ဆိုရမှာပဲဖြစ်ပါလိမ့်ဆေးဝါးရဲ့တက်တန်းကုံဆုံးရက်ချောင်းဆိုးတာဖျားနာတာဒါမှမဟုတ်တခြားယောဂတွေအတွက်ဆေးဝယ်တဲ့အခါဆေးပလင်းတွေဒါမှမဟုတ်ဆေးဘူးကုန်တွေအပေါ်တက်တန်းကုံဆုံးရက်ရေးထားတာကိုအမြဲတမ်းတွေ့ရမှာပါဆေးဝါးအပေါ်မှာတက်တန်းကုံဆုံးရက်ရေးဖို့ဘာကြောင့်အရေးကြီးတယ်လဲဆိုတာကလေးတွေတောင်သိပါလေဒါပေမဲ့စဉ်းစားအခက်တာကဆေးထုတ်လုပ်တဲ့ကုမ္ပဏီတွေကဒီဆေးတွေဟာဒီရက်မှာတက်တန်းကုံဆုံးမယ်ဆိုတာကိုဘယ်လိုလုပ်ပြီးတိတိကျကျသိတယ်လဲဆိုတာပေါ့တ
တကယ်တော့ဆေးကုမ္ပဏီတစ်ခုဟာဆေးရည်ဆေးပြားဒါမှမဟုတ်ဆေးတောင်တွေကိုထုတ်လုပ်တဲ့အခါပထမဆုံးအနေနဲ့ဆေးနမူနာတစ်ခုကိုပြုလုပ်ကြပါတယ်ဒီနမူနာကိုတစ်ခွဲကမှတိကျတဲ့စမ်းသပ်မှုတွေလုပ်ပြီးတဲ့နောက်မှာတော့ထားတူတင်ဆေးနိုင်မှုကာလစမ်းသပ်ခြင်းလို့ခေါ်တဲ့အထူးလုပ်ငန်းစဉ်တစ်ခုကိုလှုပ်ဆောင်ရပါတယ်ဒီလုပ်ငန်းစဉ်မှာတော့ဆေးကိုသတ်မှတ်ထားတဲ့အပူချိန်နဲ့စိုးထိုင်းစားအောက်မှာထားရှိပြီးဆေးရဲ့ထိရောက်မှုအာနိသင်ကိုအချိန်နဲ့အမျှအချိန်ချင်းစမ်းသပ်စစ်ဆေးကြရပါတယ်တကယ်လို့ဆေးကအာနိသင်လုံးဝမရှိတော့တာဒါမှမဟုတ်ဆူဆူဝါတက်ပြူလာတဲ့အချိန်ကိုရောက်တဲ့အခါမှာတော့ကျွမ်းကျင်သူတွေကဆေးရဲ့တက်တန်းကုံဆုံးရက်ကိုသိရှိသွားကြပြီဖြစ်ပါတယ်ဒါကြောင့်မဲ့အဲ့ဒီစမ်းသပ်မှုတွေအပေါ်အခြေခံပြီးဆေးဝါးတွေအတွက်တိကျတဲ့တက်တန်းကုံဆုံးရက်ကိုသတ်မှတ်နိုင်ကြတာဖြစ်ပါတယ်ဂတ်ဆိုးအောက်ခြေမှာနေရာလွတ်ပါခြင်းကဲကြည့်ရှုနေတဲ့တင်တို့ရဲ့အိမ်မှာလဲဂတ်ဆိုးတွေကိုအသုံးပြုကြမှာပါဂတ်ဆိုးတွေကိုတည်တည်ချာကြည့်မယ်ဆိုရင်အောက်ခြေမှာနေရာလွတ်လေးတွေဒါမှမဟုတ်အပေါက်လေးတွေပါနေတာကိုတင်တို့သတိထားမိပါလိမ့်မယ်လူအများစုကဒီအပေါက်တွေဘာကြောင့်ရှိသလဲဆိုတာအထူးတလဲစဉ်းစားတာမျိုးမလုပ်ကြသလိုသူတို့ကိုဒီဇိုင်းတက်ပဲလို့ထင်မိတတ်ပေမဲ့တကယ်တမ်းတော့ဒီအပေါက်တွေဟာတီးကြရည်ရွယ်ချက်တစ်ခုအတွက်ဖန်တီးထားတာပါများသောအားဖြင့်ဂတ်ဆိုးတွေရဲ့အောက်ခြေမှာရေဝတ်နေတာဒါမှမဟုတ်သူတို့ကိုဆွတ်တဲ့နေရာတွေမှာထားမိတာမျိုးဖြစ်လေရှိပါတယ်ဒီလိုအခြေအနေတွေကြောင့်ဂတ်ဆိုးရဲ့အောက်ခြေမှာတန်းကြီးတက်ပြီးဓာတ်ငွေ့ယိုစိမ့်နိုင်တဲ့အန္တရာယ်ရှိပါတယ်ဒါကြောင့်မို့ဒီလိုအပေါက်တွေဖန်တီးတဲ့အခါမှာတော့အောက်ခြေကိုလေဝင်လေထွက်ကောင်းအောင်ကူညီပေးတယ်လို့အဆိုးတဲ့ရောနေသွားအောင်လည်းကာကွယ်ပေးပါတယ်ဒါတွေမကသေးပဲတကယ်လို့ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်တဲ့အခါကျရင်တော့ဒီအပေါက်တွေကတစ်စင်ဓာတ်ငွေ့ဟာအပြင်ကိုဖြည်းဖြည်းချင်းထွက်သွားနိုင်တဲ့အတွက်ဂတ်ဆိုးပေါက်ကွဲမဲ့အန္တရာယ်ကိုလည်းရှော့ချပေးနိုင်ပါသေးတယ်ဒါတကယ်ကိုရိုးရှင်းတဲ့လောက်အသုံးဝင်တဲ့အရာလေးလို့ဆိုရမှာပါ ATM ကပ်ပြားပေါ်ကနံပါတ်များယနေ့ခေတ်မှာလူအများစုဟာ credit ဒါမှမဟုတ် debit card တွေကိုအသုံးပြုပါတယ်အရင်ကထုတ်လုပ်ခဲ့တဲ့ debit card တွေမှာတော့ကတ်နံပါတ်တွေဟာဖောင်းကြွဖြစ်နေအောင်ထွင်းထားတာတွေ့ရမှာပါဒါပေမဲ့လည်းအခုခေတ်ထုတ်လုပ်တဲ့ကတ်တွေမှာတော့နံပါတ်တွေဟာလုံးဝပြားနေတာသင်သတိထားမိပါပါဒီတော့တင်တော့အရင်ကဘာကြောင့်နံပါတ်တွေကဖောင်းကြွပြီးအခုတော့ပြားသွားသလဲဆိုတာတွေးဘူးပါသလားဒီလိုပြရတဲ့အဓိကအကြောင်းရင်းကတော့အရင်ကကတ်ဖတ်တဲ့စက်တွေဟာဒီကနေ့ခေတ်လို့အရေးသွေးပိုင်းမှာအဆင်မမြင့်သေးလို့ပါကတ်ပေါ်ကနံပါတ်14လုံးကိုဖောင်းကြွနေအောင်ထွင်းထားရတဲ့အတွက်စက်ကအလွယ်တကူဖတ်လို့ရသွားပြီးငွေကြေးလွှဲပြောင်းမှုကိုမှတ်သားနိုင်ပါတယ်ဒါပေမဲ့အခုခေတ်မှာတော့နည်းပညာတိုးတက်လာပြီဖြစ်လို့ဒီကတ်တွေထဲမှာ chips ပြားတစ်ခုထည့်သွင်းထားပါတယ်အဲ့ဒီ chips ပြားတွေမှာတော့သုံးစွဲသူရဲ့အချက်လက်တွေအကုန်လုံးပါဝင်ပြီး chips ပြားကစက်နဲ့ထိလိုက်တာနဲ့အချက်လက်တွေကိုအလွယ်တကူဖတ်ယူသွားနိုင်တာကြောင့်နံပါတ်တွေကိုဖောင်းကြွဖြစ်နေအောင်ထွင်းထားစရာမလိုအပ်ကြတော့ပါဘူးကီးဘုတ်ပေါ်က F နဲ့ J ခလုတ်များကီးဘုတ်ကိုចောင်းသားတွေကနေရုံးဝင်နှန်းတွေအထိအားလုံးနှိပါအသုံးပြုနေကြတာဖြစ်ပါတယ်ဒီတော့ပရိသတ်တို့ရောကီးဘုတ်ပေါ်က F နဲ့ J ခလုတ်တွေကိုတည်တည်ချာချာကြည့်ဘူးပါသလားဒီချာကြည့်မယ်ဆိုရင်တော့ဒီခလုတ်နှစ်ခုရဲ့အောက်မှာအစင်းချောင်းလေးတွေပါနေတာတွေ့ရမှာပါဒီခလုတ်နှစ်ခုကလွယ်ရင်ကီးဘုတ်တစ်ခုလုံးကတခြားခလုတ်တွေမှာအစင်းချောင်းမပါပါဘူးဒီတော့ဒီအစင်းချောင်းလေးတွေဟာဘာကြောင့်ပါရတာလဲဒီခလုတ်တွေအောက်မှာအစင်းချောင်းလေးတွေထည့်ထားရတာကောတီးခြားရွယ်ချက်တစ်ခုရှိလားတကယ်တော့ F နဲ့ J ခလုတ်တွေဟာကီးဘုတ်ပေါ်မှာစားရိုက်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အဓိကခလုတ်တွေဖြစ်ပါတယ်လက်ညှိုးနှချောင်းကိုဒီခလုတ်တွေပေါ်မှာထားလိုက်တာနဲ့ကြံလက်ချောင်းတွေဟာကီးဘုတ်ပေါ်ကကြံတဲ့ခလုတ်တွေအားလုံးစီကိုအလွယ်တကူတွားရောက်နိုင်ပါတယ်ဒါစားရိုက်နှုန်းကိုမြန်ဆန်စေသလိုကီးဘုတ်ကိုမကြည့်ပဲစားရိုက်တဲ့အခါလက်ကဘယ်နေရာမှာရှိတယ်လဲဆိုတာအလွယ်တကူသိရှိမှတ်မိနိုင်အောင်ကူညီပေးနိုင်စွမ်းရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီကနေ့တင်ဆက်ပေးခဲ့တာတွေကတော့နေစဉ်မြေတွေအသုံးပြုနေကြတဲ့ပစ္စည်းတွေရဲ့နောက်ွယ်ကလူအများစုမသိသေးတဲ့လျှို့ဝှက်ချက်တချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါကဲဒီတော့တင်တို့ရောဒီကနေ့တင်ဆက်ပေးသွားတဲ့အချက်လက်တွေကဘယ်အချက်ကတင်အတွက်လျှို့ဝှက်စီဆုံးနဲ့အန်းတင်စီဆုံးဖြစ်စေခဲ့လဲဗျcommentမှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါအစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ